ကျွန်တော်တဲ့အတွက်တကယ်ကိုခုံယူတဲ့တကယ်ကြီးတကယ်ကိုခုံယူမိပါတယ်ဘာကြောင့်လဲဆိုတော့တဲ့ပထမအဆုံးခြေလှမ်းကိုလှမ်းလိုက်ပြီးမို့လို့ပါတင်ကိုပြောင်းလဲဖို့ဆုံးဖြတ်ချက်ချလိုက်ပြီးဒါအခက်အခဲဆုံးခြေလှမ်းပဲဂျန်တဲ့အရာတွေကတော့လက်တွေ့လှုပ်ဆောင်မှု execution တက်ပါပဲအခုလို့ရမှာကစတင်လိုက်ဖို့ပဲဒီနေ့ကစပြီးအခုကစပြီးဒီအခိုက်အတန့်ကစပြီးမတ်တရက်လိုက်ပါအသက်ကိုပြင်းပြရှူသွင်းပြီးကိုပြောလိုက်ပါငါအစင်းသင်းပြပြီးငါလုံးမယ်ငါရက်တက်မှာမဟုတ်ဘူးငါအရှုံးပြီးမှာမဟုတ်ဘူးဘာပဲဖြစ်ဖြစ်ငါရဲ့ပန်းနိုင်စီငါအရောက်လမ်းမယ်လို့ပြောလိုက်ပါဒါကိုအတန်ချင်းချင်းနဲ့အားရပါရပြောလိုက်ပါတင်းရဲ့စိတ်တင်းရဲ့ခန္ဓာကိုယ်နဲ့တင်းရဲ့ဝိညာဉ်ကပါခြားသွားပြီးတော့အားလုံးတသားတည်းဖြစ်သွားအောင်လုပ်ပါအရာအလုံးတသားတည်းဖြစ်သွားတဲ့ကဘယ်ရာမှမဖြစ်နိုင်တာမရှိတော့ပါဘူးပြီးတော့သတိရပါတကယ်ကျွန်တော်တင်တဲ့အတူရှိနေပါတယ်ကျွန်တော်အမြဲတမ်းတင်တဲ့အတူရှိနေမှာပါတင်ကိုတယောက်တည်းလို့ခံစားတဲ့အခါတိုင်းဒီဗီဒီယိုကိုပြန်ကြည့်ပါမလုံနိုင်တော့ဘူးလို့ထင်တဲ့အခါတိုင်း comment တွေကိုပြန်ဖတ်ပါအဲဒီခါမှတင်တဲ့အတူဒီခီးလမ်းကိုရှောင်လန်းနေကြတဲ့လူပေါင်းထောင်ချီကိုတွေ့ရလိမ့်မယ်တင်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့အားလုံးအတူ